မင်္ဂလာပါလို့ဦးကနှုတ်ဆက်ပါတယ်ဦးကတော့ဒီနေ့မုံတိုင်းတတိပေးချက်ကိုအားလုံးပြောကြားခြင်းပါတယ်မိုးလေဝသဌာနတွေကတော့ပြောကြားနေတာကတော့ဒီအပူအေးမျှတာမမျှတာမှုကြောင့်ပေါ့နော်ဖြစ်ပေါ်လာတဲ့မုံတိုင်းကဘင်္ဂလားပင်လယ်အော်မှာဧပြီ4ရက်5ရက်လောက်ကနေစပြီးတော့ပေါ့နော်ဖြစ်ပေါ်ပြီးတော့မြန်မာနိုင်ငံဘက်ကို ARD တိုင်းပေါ့နော် ARD တိုင်းမြန်မာကျွန်းပေါ်ဘက်ကနေဧပြီ6ရက်နေ့9ရက်နေ့ကနေမြန်မာနိုင်ငံတွေကိုဖြတ်ဝင်ပြီးတော့ဒီနေပြီးတော့မန္တလေးပေါ့နော်တောက်လျှောက်သူကခုနငလင်လုတ်သွားတဲ့နေရာတွေပေါ့နော်အဲ့နေရာကိုမုံတိုင်းထပ်ဝင်ပါမယ်ဝင်ပြီးတော့တောက်လျှောက်လုံးဖြတ်တက်ပြီးတော့တရုတ်ပြည်ဘက်ကိုဝင်သွားမယ်လို့မိုးလေဝသဌာနတွေကအခုလောလောဆယ်ခမန်းကြီးအရာပြောထားပါအဲ့တော့အခုကပြောချင်တာက ARD တိုင်းမှာရှိတဲ့ညီကိုမောင်နှမတွေနောက်3-5ရက်နေပေါ့နော်မုံတိုင်းဆိုတာဖြစ်ပေါ်နိုင်တယ်လို့တော့မိုးလေဝသတွေကပြောထားပါတယ်အဲ့တော့မုံတိုင်းကာကွယ်ရေးရန်တွေကိုမုံတိုင်းကာကွယ်နိုင်တဲ့ဒီမုံတိုင်းရန်တွေကာကွယ်နိုင်အောင်ပေါ့နော်အားလုံးပြင်ဆင်မှုတွေကိုလုပ်ထားပါလို့ဦးကပြောချင်ပါတယ်နော်အဲ့တော့ ARD တိုင်းဆိုတာလည်းမုံတိုင်းနဲ့တကယ်မုံတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်တဲ့အတွက်ပြင်ဆင်မှုတွေဆိုတာဘယ်လိုလုပ်ရမလဲသိပါတယ်ဦးကမပြောတတ်ပါဘူးဦးကတော့ expert မဟုတ်ပါဘူးအဲ့တော့ဦးပြောချင်တာဦးကသတိပေးရုံပဲရပါတယ်အဲ့တော့အဲ့ရနေမှာတဆင့်နော်နေပြီးတော့မန္တလေးကိုမုံတိုင်းကဆက်တက်ဖို့ရှိပါတယ်လေပြင်းပေါ့နော်အဲ့တော့ဆက်တက်ဖို့ရှိရဆိုတော့အခုငလင်းတန်းထိုင်ခံနေရတဲ့ပြည်သူတွေဒီနေပြီးတော့မန္တလေးမှာရှိတဲ့ပြည်သူတွေအကယ်၍မိုးရွာသွန်းမှုတွေဖြစ်လာမယ်ဆိုရင်ပေါ့နော်မိုးရွာသွန်းမှုတွေဖြစ်လာမယ်ဆိုရင်ကောင်းမွန်တဲ့ဒီမိုးခိုးလို့ရတဲ့နေရာတွေအခုတွေကပြင်ဆင်ထားဖို့လိုပါတယ်ပြီးတော့အစားအသောက်ပေါ့နော်အဓိကရှိရရေပေါ့ကျန်းမာရေးအတွက်ပေါ့နော်ရေကောင်းရေတန့်ရဖို့အတွက်အရေးကြီးပါတယ်အဲ့တော့နောက်တစ်ခုထပ်ပြောချင်ပါတယ်အခုတဘာဝဘေးရန်တွေစက်တိုက်ခန်းစားနေရမြန်မာနိုင်ငံမှာကုန်သည်တွေဈေးတွေအမျက်ကြီးစားပြီးတော့ဈေးတွေကိုမရောင်းပါနဲ့လို့ဦးကတောင်းပန်ပါဒီအချိန်မှာလူတွေအားလုံးဒုက္ခရောက်နေတဲ့အချိန်မှာခင်ဗျားတို့တွေကရာဇဝင်မှာခင်ဗျားတို့ရဲ့တမိုင်းရာဇဝင်မှာလိပ်ပြမတတ်မယ်နဲ့ဘဝကူးကြည့်ရင်တော့အများလို့သဘောပါလို့ပဲကျွန်တော်ကပြောချင်ပါတယ်အဲ့တော့ကိုဘဝတမိုင်းမှာမြန်မာနိုင်ငံဒုက္ခရောက်နေတဲ့အချိန်မှာကိုကအုတ်တစ်ချက်တဲတဝင်းအနေနဲ့ပါဝင်ခဲ့လားဆိုတော့ကိုပြန်စဉ်းစားပါเนาะအဲ့တော့ဦးကမြေတားရက်ခံပါတယ်ဈေးတွေကိုကြီးမရောင်းပါနဲ့လို့ဦးကထပ်ပြီးမြေတားရက်ခံပါကျေးဇူးတင်ပါတယ်